အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တရံငွေတက်လေးပါတဲ့မြမရိုးရစားစားတစ်ခုဖြစ်တဲ့မုတ်ကြစိတ်လေးလွတ်ပြပြီးတော့မှဖြစ်ပါရဲ့ရှင်အရင်ဆုံးသလုံးထဲကိုမွှေးကောက်ညင်းမုံ3တုံးစံသိမ်းမှုထမင်းစားစုပ်9စုံနဲ့စားနှင်းငယ်ထည့်ပြီးအလုံးသမသွားအောင်မှွေပေးလိုက်ပါမယ်ရှင်ပြီးရင်ရေ450 ml ကိုဖြည်းဖြည်းချင်းစီလောင်းထည့်ပြီးနေပေးလိုက်ပါမယ်ရှင်မုံသားလေးတွေချောချောညံ့ညံ့ဖြစ်လာတဲ့အထိနေပေးရမှာဖြစ်ပါတယ်နေလာလိုက်တာမုံသားလေးကအခုလိုရှောပြီးညက်လာပြီဆိုရင်အဖုံးလေးအုပ်ပြီးနိုင်ဝက်လောက်နှက်ထားပေးလိုက်ပါမယ်မုံသားလေးနှက်ထားရဲ့ချိန်မှာထညက်30သားကိုရေ2000 ml ထည့်ပြီးကြိုပေးလိုက်ပါမယ်ရှင်ထညက်ခဲလေးရပျော်ပြီးပွက်လာပြီဆိုရင်ပကံနှလုံးလေးကိုစကားနဲ့စစ်ပြီးထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တာကူချိုဖို့အတွက်အိုးထဲကိုရေထည့်ပြီးပုတ်ပွက်ဆူလာတဲ့အထိတက်ထားပေးလိုက်ပါမယ်အခုလိုရေလေးပုတ်ပွက်ဆူလာပြီဆိုရင်တာကူစံရီခွက်နဲ့တစ်ခွက်ခွဲထည့်လိုက်ပြီးမီးလေးနဲ့မျက်စံပြောက်တဲ့အထိတက်ထားပေးလိုက်ပါမယ်ရှင်တည်ထားရဲ့ချိန်မှာလည်းအိုးမကတ်အောင်မှွေပေးဖို့လိုအပ်ပါရဲ့ရှင်တည်လာလိုက်တာတောက်ကူလေးတွေကအခုလိုမျက်စံပြောက်လို့နီးပါးဖြစ်ပြီဆိုရင်မိပိတ်ပြီးနှက်ထားပေးလိုက်ပါမယ်ရှင်ခုနနှက်ထားရဲ့မုံသားလေးကအခုဆိုရင်အေးလေးဖြစ်နေမလို့မုံလုံးလေးစလုံးပေးလိုက်ပါမယ်ရှင်လမ်းကမုတ်ကြစီကိုအားပါစားချင်လို့အလုံးခက်ကြီးကြီးလေးလုံးထားလိုက်ပါရဲ့ရှင်မုံလုံးလေးအလုံးလုံးလို့ပြီးသွားပြီဆိုရင်ပုတ်ဝက်ဆူရဲ့ရေထဲမှာထည့်ပြီးပြုတ်ပေးလိုက်ပါမယ်မုံလုံးလေးအခုလိုရေပေါ်ပေါ်လာပြီဆိုရင်ကျက်သွားပြီမလို့အိုးရဲဆက်ထားလိုက်ပြီးရေလေးထဲထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်အိုးရဲကိုခုနကကြိုထားတဲ့ညက်ရေလေးထည့်ပေးလိုက်ပါမယ်နှက်ထားတဲ့တောက်ကူလေးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်ဒီနေရာမှာတောက်ကူမကြိုက်ရင်မထည့်လို့ရပါရဲ့ရှင်ပြီးရင်ပြုတ်ထားတဲ့မုတ်ကြစိတ်လုံးလေးနဲ့စားနှဲငယ်ထည့်ပေးလိုက်ပြီးမှုတ်ပေးလိုက်ပါမယ်ရှင်တည်ထားလိုက်တာခုလိုပေါ့ပေါ့ဆူလာရေးဆိုရင်မိဘဘကချလို့ရပါရဲ့ရှင်ခုဆိုရင်ထညက်နဲ့လေးမွေးပြီးမုတ်သားအီလေးနဲ့စားလို့ရန်ကောင်းတဲ့မုတ်ကြစီလေးရသွားပါရဲ့ရှင်အပေါ်ကနေအုံသီးလေးဖြူဆဆအုံနုလေးထည့်ဆဆအရန်ကိုလိုက်ဖက်ပါရဲ့ရှင်လုံနီးလျက်လွယ်ကူတာမို့အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါရဲ့ရှင်လမ်းဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့တကယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်